လစ်ပိုင်တောင်ပိုင်းရှိမင်ဒါနာဝူကျွန်းကမ်းရိုးတန်းအလွန်မှာမက်ဂနီကျူ9.8 အဆင့်ရှိငလျင်လှုပ်ခတ်ခဲ့ပြီးနောက်လူ32ဦးထပ်မံသေဆုံးခဲ့တယ်လို့အရာရှိတွေကပြောပါတယ်။ယနေ့ဇွန်လ10ရက်နေ့ဒေသစံတော်ချိန်နနက်9:38မိနစ်မှာငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပြီးဖိလစ်ပိုင်၊အင်ဒိုနီးရှား၊ဂျပန်နဲ့ဩစတြေးလျတို့မှာဆူနာမီသတိပေးချက်တွေထုတ်ပြန်ခဲ့ပြီးအဆိုပါသတိပေးချက်အချို့ကိုနိုင်အနည်းငယ်ကြာမှပြန်ရုပ်သိမ်းခဲ့ပါတယ်။ဂျိုလီဘီအမြန်ပြင်စားတောက်ဆိုင်တစ်ဆိုင်ကအမိုက်ပုံလိုပြိုကျသွားတာအပါအဝင်အစာအုပ်တွေပြိုကျနေတာကိုဗီဒီယိုဖိုင်တွေဓာတ်ပုံတွေမှာမြင်တွေ့ရပြီးအချို့ဒေသတွေမှာမြေပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။လူ20နီးပါးပျောက်ဆုံးနေပြီးပြည်내အချို့မှာလူပေါင်း100ကျော်ဒဏ်ရာရရှိခဲ့ပြီးဒေသခံ1000ကျော်ကိုကြိုတင်သတိထားတဲ့အနေနဲ့ဘေးကင်းရာရွှေ့ပြောင်းပေးခဲ့တယ်လို့အာဏာပိုင်တွေကပြောပါတယ်။မင်ဒါနာအိုကျွန်းဟာအရွယ်စားရရောလူဦးရေအရပါဖိလစ်ပိုင်ရဲ့ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီးလူဦးရေ26တန်းလောက်နေထိုင်ကြပါတယ်။ထိခိုက်သေဆုံးမှုအရေအတွက်ကိုအမျိုးသားသဘာဝဘေးအန္တရာယ်အေဂျင်စီကအတည်ပြုဖို့လိုနေဆဲဖြစ်ပြီးလာမယ့်ရက်ပိုင်းမှာတရားဝင်စာရင်းထွက်လာမယ်လို့မျှော်လင့်ရပါတယ်။ငလင်ဗဟိုချက်နဲ့ကီလိုမီတာ20ဝေးတဲ့ကမ်းရိုးတန်းခရိုင်စာရန်ကာနီရှိဒေသဆိုင်ရာအရာရှိတွေကသူတို့ဒေသမှာ18ဦးသေဆုံးတယ်လို့ပြောပြီးအများစုဟာမြေပြိုမှုကြောင့်သေဆုံးတာဖြစ်တယ်လို့သိရပါတယ်။ငလျင်ကြောင့်စာရန်ကာနီမှာလျှက်စစ်မီးနဲ့ဆက်သွယ်ရေးလိုင်းတွေခေတ္တပြတ်တောက်သွားခဲ့ပေမဲ့နောက်ပိုင်းမှာပြန်ရခဲ့ပါတယ်။ငလင်ဗဟိုချက်နဲ့အနီးဆုံးမှာရှိတဲ့ General Santos မြို့မှာလူ10ယောက်သေဆုံးခဲ့ပြီးနောက်ထပ်လူ22ယောက်ပျောက်ဆုံးနေဆဲဖြစ်တယ်လို့အရက်ဖက်ကာကွယ်ရေးရုံးကပြောပါတယ်။ဖိလစ်ပိုင်နိုင်ငံရဲ့တူနာငါးထုတ်လုပ်ရာမြို့တော်အဖြစ်လူသိများပြီးကမ္ဘာလက်ဝှေ့ချန်ပီယံအဖြစ်ကနေနောက်ပိုင်းမှာနိုင်ငံရေးသမားဖြစ်လာသူမန်နီပက်ကွီယိုရဲ့မွေးရမြေမြို့လည်းဖြစ်ပါတယ်။တောင်ကိုတာဘာတိုနဲ့ဆူတန်ကူရာဒတ်တို့မှလည်းငလင်တန်းကြီးကြီးမားမားခံခဲ့ရပြီးဖိလစ်ပိုင်သမ္မတမားကို့စ်ဂျူနီယာကကြေညာချက်တရက်မှာအေဂျင်စီတွေအနေနဲ့တုံ့ပြန်ရေးပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောထားပါတယ်။ငလျင်လှုပ်ပြီးနောက်ထိခိုက်ရာဒေသတွေမှာစာတင်ချိန်တွေရပ်ဆိုင်းထားဖို့လဲမာကို့စ်ကညွှန်ကြားခဲ့ပြီးဖိလစ်ပိုင်မှာယခုစာတင်တဲ့ပထမဆုံးရက်မှာတိုက်ဆိုင်ဆိုင်ငလျင်လှုပ်ခဲ့တာဖြစ်ပါတယ်။ဒါပေါင်းအိုစီတန်တက်ခရိုင်ကမူလာတန်းကျောင်းတစ်ကျောင်းကဗီဒီယိုဖိုင်မှာမြေကြီးတုန်ခါနေချိန်ဒါဇင်နဲ့ချီတဲ့ကျောင်းသားလေးတွေကြောက်ပြီးစောင်းကြောက်ထိုင်နေကြတာတွေ့ရပါတယ်။အဲဒီဗီဒီယိုမှာကျောင်းသားလေးတွေရှိနေတဲ့နေရာအနီးခေါင်မိုးတစ်ခုပြိုကျသွားတာမြင်ရပေမဲ့တယောက်မှထိခိုက်မှုမရှိဘူးလို့အဲ့ဒီကျောင်းကဖော်ပြထားပါတယ်။မက်ဂနီကျူ1.3ကနေ6.8အဆင့်ထိရှိတဲ့နောက်ဆက်တွဲငလျင်130ကျော်လှုပ်ခတ်ခဲ့ပါတယ်။ပထဝီအနေထားအရတည်ငြိမ်မှုမရှိတဲ့ငလျင်ကြောပေါ်မှာတည်ရှိတဲ့ဖိလစ်ပိုင်မှာငလျင်တွေလှုပ်ခတ်နေကြဖြစ်ပါတယ်။အဲ့ဒီငလျင်အများစုဟာအသေးစားတွေဖြစ်ပြီးအေးအေးဆေးဆေးပဲပြီးသွားလေးရှိပေမဲ့အချို့ငလျင်တွေကတော့တော်တော်ဆိုးတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်စက်တင်ဘာကဗီဆာရက်စ်ဒေသမှာမက်ဂနီကျူ6.9အဆင့်ရှိငလျင်လှုပ်ခတ်မှုကြောင့်လူ80ကျော်သေဆုံးခဲ့ရပါတယ်။တနင်္လာနေ့မနက်ကငလျင်လှုပ်ပြီးမကြခင်မှာဂျပန်အာဏာပိုင်တွေက1မီတာအထိမြင့်မားတဲ့ဆူနာမီလိုင်းတွေကမ်းရိုးတန်းစီရောက်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။နောက်ပိုင်းမှာအိုကီနာဝါဒေသတောင်ဘက်မှာစင်တီမီတာအနည်းငယ်မြင့်တဲ့ဆူနာမီလိုင်းတွေမြင်တွေ့ခဲ့ရပြီးအလံဝေးတဲ့အိုကာဆာဝါရာကျွန်းတွေမှာလိုင်းတွေ20စင်တီမီတာအထိမြင့်မားခဲ့ပါတယ်။အင်ဒိုနီးရှားပါလောက်နဲ့ဖိလစ်ပိုင်တို့ရဲ့ကမ်းရိုးတန်းတစ်လျှောက်နေရာအချို့မှာလည်းလိုင်းတွေပုံမှန်ထက်မြင့်တက်ခဲ့ပါတယ်။အဲ့ဒီလိုင်းတွေရဲ့အမြင့်ဟာစင်တီမီတာအနည်းငယ်ကနေ1.4 မီတာပေအားဖြင့်4.6ပေအထိရှိတယ်လို့အရာရှိတွေကပြောပါတယ်။